နောက်တစ်ခုကကျွန်တော်လုပ်ငန်းစဉ်၄ပါကျွန်တော်တို့ပါတီကချမှတ်ထားတာဖွဲ့အဲ့ဒါတော့လုပ်ငန်းစဉ်၄ကတော့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်ဆင်ဖြစ်စွက်မယ်ပယ်ဖျက်မယ်အဲ့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲစဉ်ခါကကျွန်တော်တို့ဒီမိုကရေစီဆိုတဲ့ပန်းနိုင်ကိုတွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရေးဆွဲခဲ့တာမှန်ပါတယ်ယနေ့ချိန်မှာတိုင်းရင်းသားလူမျိုးများအားလုံးတောင်းဆိုနေတဲ့ဖက်ဒရယ်ကိုလည်းဒါလက်ခံသွားပြီဖြစ်ပါတယ်ကျွန်တော်တို့2016ခုနှစ်မှာကျင်းပခဲ့တဲ့ပြည်တော်စုရေးချမ်းညီလာခံ21ရာစုပင်လုံဒုတိယစီဝေးမှာကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံကြီးကိုဘယ်လိုပုံစံနဲ့တည်ဆောက်ကြမလဲဆိုတာနိုင်ငံရေးကဏ္ဍမှာဆွေးနွေးကြပါတယ်ဆွေးနွေးကြတဲ့အခါမှာကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတော့ပြည်တော်စုကိုတည်ဆောက်မယ်ဆိုတာဒါကျွန်တော်အားလုံးသဘောတူထားကြဖြစ်ပါတယ်သဘောတူထားကြဖြစ်တဲ့အခါကျတော့ဒီဖွဲ့စည်းပုံထဲမှာဖက်ဒရယ်စနစ်နဲ့မညီမျှတဲ့အချက်တွေပါရင်ကျွန်တော်ပြင်လို့ရလဲဆိုတာပြင်ပါမယ်ဖြစ်စွတင်တာလေးဖြစ်စွပါတချို့အရာကြတော့မလိုအပ်ဘူးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်နဲ့မကိုက်ညီဘူးဆိုရင်ပယ်ဖျက်တင်တာနဲ့ပယ်ဖျက်နိုင်အောင်ကျွန်တော်တို့ကြိုးစားပါမယ်ဒီလွတ်တော်ကြီးထဲမှာအဲ့ဒါနဲ့ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးပြောချင်တာကတော့လုံငန်းတဲ့အစိုးရတက်တာ20မှာဖွဲ့စည်းပုံပြင်ဆင်ရေးအင်မနာခက်ခဲခဲ့တယ်ဆိုတော့လူထုကြားရရအောင်ဒါပြောခဲ့တာရှိပါတယ်အင်မနာခက်ခဲတဲ့ဖွဲ့စည်းပုံကိုစပြီးမှတပ်ပြင်လို့ပဲသူတို့ခက်ခဲတယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါညီညွတ်မှုမရှိပါတော့အဲ့လိုတွေဖြစ်ခဲ့တဲ့တောင်ဖွဲ့စည်းပုံပြင်ဆင်နိုင်ခဲ့တာနည်းခဲ့ပါယနေ့ချိန်မှာကျွန်တော်2021ခုနှစ်ကစပြီးမှ2025ခုနှစ်တွင်ဒါကျွန်တော်အပါဝင်ပေါ့ကျွန်တော်နိုင်ငံရေးပါတီအစုအဖွဲ့16ပါတီအစတုန်းကတော့12ပါတီနဲ့မြို့သားစီလုံးညီညွတ်ရေးနဲ့ငင်းရှားရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ NSPNC နဲ့ကျွန်တော်တို့ညှိနှိုင်းဆွေးနွေးကြတာဟာဖြစ်ဒီ၄နှစ်ကျော်အတွင်းမှာကျွန်တော်တို့တွေကသဘောတူညီချက်43ချက်ကိုရရှိပြီးသားဖြစ်ပါတယ်အဲ့43ချက်ကိုဒါတမ်တော်အနေနဲ့လွတ်တော်မှာရောက်လာ25ရက်ခိုင်တုန်းကဒါကောက်ွက်စရာအကြောင်းရှိတော့ပါဘူးချို့နေရာပြင်ဆင်စကားရတီလောက်တာပြင်ဆင်ကြမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဖွဲ့စည်းပုံပြင်ဆင်ရေးမှာတမ်တော်ကလည်းစူးစမ်းပါစားဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းလေးတော့ကျွန်တော်ပြောချင်ပါတယ်တမ်တော်ပါလာပြီဆိုရင်ကျွန်တော်တို့လိုအပ်ချက်ဖွဲ့စည်းပုံတွေကိုကျွန်တော်ဆက်လက်ပြင်ဆင်သွားလို့ရပါတယ်အဲ့ဒီဖွဲ့စည်းပုံမှာနိုင်ငံအကျိုးနဲ့ပြည်သူအကျိုးတက်ရောက်စေမဲ့ပုံမှန်မျိုးတွေပြည်သူလူထုရဲ့အကျိုးတွေကိုကာကွယ်ပေးနိုင်မဲ့ပုံမှန်မျိုးတွေလည်းများများစားစားထည့်ထားနိုင်အောင်ကျွန်တော်စူးစမ်းဆောင်ရွက်ရှင်းပါတယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လွတ်တော်တဲ့ရောက်မှလာဒီကိစ္စကိုလုပ်လို့ရမှာဖြစ်ပါတယ်လွတ်တော်တဲ့မရောက်ရင်ကျွန်တော်တို့အနေနဲ့ဒါတွေကိုဆောင်ရွက်ရှင်ပေမဲ့လည်းလွတ်တော်ပြင်ပကနေပြီးမှပဲကျွန်တော်ပြောကြဆိုကြရမှာဖြစ်ပါတယ်ကျွန်တော်လွတ်တော်ပြင်ပကပြောမယ်ဆိုရင်တော့ကျွန်တော်အချိန်100လောက်ပြောရင်လွတ်တော်ထဲမှာတစ်ချိန်ပြောတာလောက်တော့မှရှိချင်မှရှိမှာထီအောင်မှုအားကိုကျွန်တော်ပြောတာပါပြည်သူအနေနဲ့ကတော့ကျွန်တော်တို့ပါတီကျွန်တော်တို့ကိုယုံကြည်စွာနဲ့မဲထည့်ပြီးကြဖို့ဒုတိယချိန်အနေနဲ့ကျွန်တော်မေတ္တာရပ်ခံနေအဲ့ဒါတင်လားဆိုတော့မဟုတ်သေးပါဘူးကျွန်တော်အဲ့၄ချက်အပြင်ကိုကျွန်တော်တို့လူထုရဲ့လိုအပ်ချက်တွေကိုလည်းအားလုံးကျွန်တော်ဆောင်ရွက်နိုင်အောင်ကြိုးစားပါမယ်ဒီလွတ်တော်ကြီးထဲမှာလူထုမျက်နှာနိုင်ငံမျက်နှာကိုကြည့်ပြီးမှဒါပညာရေးကျန်းမာရေးဒါဒီ2025ရွေးကောက်ပွဲပြီးသွားရင်မြန်မာနိုင်ငံရဲ့ပြည်내တည်ထောင်ရေးအများကြီးလုပ်ရအောင်ပါယင်းနေ့ချိန်ဆိုကျွန်တော်တို့ကချင်ပြည်နယ်ထဲကဒါဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဗမော်မြို့လိုပျက်စီးသွားတဲ့မြို့ကြီးကိုကျွန်တော်ပြည်내တည်ဆောက်ရေးအားထုတ်ခွန်ဆိုင်လုပ်ကြရအောင်အဲ့ခါကျတော့ဘတ်ဂျက်တွေအများကြီးလိုနေမယ်ပြည်သူတွေကလည်းအခက်အခဲပေါင်းမြောက်များစွာရင်ဆိုင်နေရပြီပြည်သူတွေအခက်အခဲကိုဖြေရှင်းမှုမှာအစိုးရမှာတာဝန်ရှိတယ်အဲ့ဒီတာဝန်ရှိတဲ့အစိုးရပေါ်ဖိအားပြောဖို့ဆိုဖို့ကလွတ်တော်ကြီးကပြောနိုင်ရင်ဒီအစိုးရမဖြစ်မနေလုပ်ကြရမှာဖြစ်ပါအဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပြည်သူလူရဲ့ကျန်းမာရေးပညာရေးနာမဆက်တွယ်ရေးနောက်လူမှုရေးကဏ္ဍတွေအစအကုန်လုံးဒီကျွန်တော်လွတ်တော်ထဲမှာတင်နိုင်အောင်ကျွန်တော်တို့တိုင်းလိုက်ချမ်းနီမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဂျာနီပါတီကိုမဲထည့်ပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံလိုပါလဲကျေးဇူးတင်ပါတယ်